Manchester United အသင်းဟာလွန်ခဲ့တဲ့15နှစ်အတွင်းမှာ Leeds United အသင်းနဲ့10ကြိမ်တွေ့ဆုံခဲ့ပြီးတစ်ကြိမ်မှရှုံးပွဲမရှိသေးပဲ9ကြိမ်နဲ့3ကြိမ်တည်ဆိုတဲ့ရလဒ်ကိုရရှိထားပါတယ်။ဒီဟာဒီ Premier League ရဲ့ပထမအကျော့ပွဲစဉ်မှာ Man United အသင်းနဲ့ Leeds United အသင်းတို့တစ်ဖက်တစ်ဂိုးစီတည်ကြခဲ့ပါတယ်။ဒီနေ့ညမှာတော့ Man United အသင်းကအိမ်ဝင် Old Trafford မှာ Leeds United အသင်းကိုလက်ခံရှင်းပြိုင်ကစားသွားရဖို့ရှိနေပြီးနီးပြ Michael Carrick အနေနဲ့နောက်ထပ်အိမ်ခွဲနိုင်ပွဲတစ်ပွဲကိုထပ်မံရယူသွားနိုင်အောင်မလားဆိုတာစောင့်ကြည့်ကြရမှာပါ။9လနီးပါးတန်ရာကြောင့်အနားယူနေခဲ့ရတဲ့ United ဘုံနောက်ခံလူ Matthias Deley ရဲ့တန်ရာအခြေအနေနဲ့ပတ်သက်လို့အသင်းဘက်ကတရားဝင်တိတိကျကျထုတ်ပြန်ထားတာမျိုးမရှိသေးပေမဲ့ဒီတိမ်သတင်းရင်းမြစ်များစွာကတော့ထင်ကြီးပြီးရေးသားဖော်ပြမှုတွေရှိလာနေပါတယ်။ဆေးဘက်ဆိုင်ရာပညာရှင်တွေနောက်ဆုံးပေါ်ဆေးဝါးကုသမှုတွေနဲ့အားကစားဆိုင်ရာထိပ်တန်းဆရာဝန်တွေအကုန်အပြည့်အစုံစူးစမ်းနေပေမဲ့ဒီလေးရဲ့နောက်ကျောတန်ရာကတိတိတတာတိုးတက်ကောင်းမွန်လာတာမျိုးရှိမနေသေးဘူးလို့သတင်းတွေကဖော်ပြထားပါတယ်။ Matthias Deley ရဲ့တန်ရာဟာဒီရက်မှာတက်တာတို့ရှိပေမဲ့နောက်တစ်ရက်မှာတော့အရင်တိုင်းနာကျင်မှုပြန်ခံစားနေရတာမျိုးဖြစ်ပြီးဘလုံးမရှင်းမပြောက်ဖဲရှိနေတယ်လို့သိရပါတယ်။ Man United အသင်းနဲ့အတူ Matthias Deley နောက်ဆုံးပါဝင်ကစားခဲ့တဲ့ပွဲစဉ်က2025ခုနှစ်နိုဝင်ဘာလ30ရက်နေ့မှာရှင်ပြိုင်ကစားခဲ့တဲ့ Crystal Palace အသင်းနဲ့ပွဲစဉ်ဖြစ်ပြီးအခုဆိုရင်အချိန်ကာလအပြင်9လနီးပါးကြာမြင့်ခဲ့ပြီလည်းဖြစ်ပါတယ်။အဲ့ဒီချိန်တုန်းကအရင်နီးပြ Ruben Amorim ဟာ Matthias Deley ရဲ့နောက်ကျောတန်ရာအပေါ်မစိုးရိမ်ကြဖို့နဲ့မကြခင်ပြန်လည်ကောင်းမွန်လာမယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပြီးဒါဟာလည်းအဲ့ဒီအချိန်ကစစ်စစ်ချက်တွေအရတော့ Ruben Amorim ပြောတာမမှားခဲ့ဘူးလို့ဆိုပါတယ်။ကံမကောင်းစွာပဲအကြောင်းမျိုးကြောင့်ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးတဲ့ Matthias Deley ရဲ့နောက်ကျောတန်ရာကအခုချိန်မှာခက်ခဲတဲ့ဗဟိနီတစ်ပုတ်လိုဖြစ်နေပြီလားအမှန်တကယ်မိကုံထုတ်ချင်စရာဖြစ်လာနေပါတယ်။ Manchester United အသင်းရဲ့နီးပြ Michael Carrick က Aston Villa တိုက်စစ်ကစားသမား Morgan Rogers ကိုခေါ်ယူဖို့ United အသင်းတာဝန်ရှိသူတူဖြစ်တဲ့ Jason Walcott ကိုသူကိုယ်တိုင်ညွှန်ကြားထားတယ်လို့သိရပါတယ်။လာမယ့်ရာသီမှာ Champions League ပါဝင်ပြိုင်ပွဲရေးအတွက်တော်တော်များများကစားသွားရဖို့ရှိနေတဲ့အတွက် United အသင်းနီးပြ Michael Carrick ကသူ့အသင်းရဲ့တိုက်စစ်ပိုင်းကိုထပ်မံအားဖြည့်ဖို့စဉ်းစားနေတာလည်းဖြစ်ပါတယ်။ Michael Carrick နဲ့ Morgan Rogers က Middlesbrough အသင်းမှာတူတွဲဖက်လုပ်ကိုင်ခဲ့ပြီး Rogers ကို United အသင်းမှာအောင်မြင်မဲ့ကစားသမားတယောက်တေချာပေါက်ဖြစ်လာနိုင်တယ်လို့နီးပြ Carrick ကယုံကြည်ထားတာပါ။ Morgan Rogers ကတိုက်စစ်တောင်ပန်နေရာမှာသာမကပဲနံပါတ်10အနေနဲ့တစ်ဖက်အသင်းကိုပေါက်ထိပ်ရဲ့ area တွိုင်းမှာပါအကောင်းဆုံးချိန်ချောက်ကစားနိုင်ပါတယ်။လက်ရှိ2025-2026 Premier League ဘောလုံးရာသီမှာလည်း Aston Villa အသင်းရဲ့အဓိကကစားသမားတယောက်အနေနဲ့အကောင်းဆုံးရှေ့စွမ်းပြကစားနေပြီးကိုဖန်တီမှု8ကြိမ်အပါအဝင်သွင်းကို10ကိုသွင်းယူထားပါတယ်။မကြာသေးခင်ရက်ပိုင်းအတွင်းကစလို့ Man United အသင်းနဲ့ Morgan Rogers ရဲ့အပြောင်းရွှေ့သတင်းအချို့စက်တိုက်ဆိုသလိုခက်စိမ့်စိမ့်ထွက်ပေါ်နေတာကြောင့်လာမယ့်ရာသီမှာဒီပြောင်းရွှေ့ကအမှန်တကယ်ဖြစ်လာနိုင်ပါလား။ United ပရိသတ်တွေစိတ်ဝင်စားစောင့်ကြည့်ကြရမှာပါ။ Goal.com ရဲ့ဖော်ပြချက်အရ Man United အသင်းအနေနဲ့လာမယ့်ရာသီ Champions League ဝင်ခွင့်ရရှိခဲ့မယ်ဆိုရင်တေချာပေါက်အသင်းကိုအင်အားဖြည့်ပြင်ဆင်မှုများစွာပြုလုပ်သွားရမှာဖြစ်ပြီးဒါတွေကိုထိထိရောက်ရောက်လှုပ်ဆောင်နိုင်ဖို့ဆိုရင်ဘဏ္ဍာရေးပိုင်းဆိုင်ရာဖြည့်ရှင်းမှုအချို့ကိုပါကင်တွယ်သွားရဖို့ရှိနေတယ်လို့သိရပါတယ်။ကစားသမားတစ်ဝယ်ယူအင်အားဖြည့်တင်မှုနဲ့ပတ်သက်လို့လက်ရှိအသင်းရဲ့ကစားသမားရောင်းချမှုတွေကနေပြန်ရရှိလာမယ့်ငွေကြေးပမာဏဟာလည်းရေးပါတဲ့အခြေအနေမှာရှိနေပါတယ်။တစ်ဆက်တည်းမှာပဲဒီလိုရောင်းချဖို့ယာထားတဲ့ Man United ကစားသမားအနည်းဆုံး6ယောက်ထိရှိတယ်လို့ Goal.com ကဖော်ပြထားတာပါ။ဒီကစားသမား6ယောက်ကတော့ Marcus Rashford, Mason Mount, Manuel Ugarte, Joshua Zirkzee, Altay Bayanda နဲ့ Andre Onana တို့ပဲဖြစ်တယ်လို့သိရပါတယ်။ခြားတစ်ဖက်မှာလာသာမြေကစားသမားတွေဖြစ်တဲ့ Carlo Casemiro နဲ့ Jadon Sancho တို့ကလည်း Man United နဲ့စာချုပ်ကုန်ဆုံးပြီးဒီယာဒီကုန်ရဲ့အသင်းကနေထွက်ခွာသွားကြတော့မှာပါ။ Man United အသင်းဟာကစားသမားတစ်တွေဘလောက်တိုင်းတာထိအားဖြည့်ခေါ်ယူသွားနိုင်မလဲဆိုတာအခုလိုကစားသမားရောင်းချမှုထွက်ခွာမှုတွေကနေရရှိလာတဲ့ငွေကြေးပမာဏအပေါ်အများကြီးမူတည်နေတယ်လို့ Goal.com ကဖော်ပြထားပါတယ်။ Man United အသင်းကောင်းဆောင် Bruno ကအင်တာဗျူးတစ်ခုမှာအသင်းရဲ့လူငယ်အကယ်ဒမီကျယ်ပွင့်ကစားသမားရှေးလီစီနဲ့ပတ်သက်ပြီးထုတ်ဖော်ပြောဆိုမှုအရှို့ရှိလာပါတယ်။အကြောင်းကတော့ရှေးလီစီအသက်14နှစ်အရွယ်လောက်တုန်းက Juan Mata, Harry Maguire နဲ့ Bruno တို့ဟာအတူဝိုင်းဝန်းလေ့ကျင့်ပေးခဲ့မှုတယ်လို့သိရပါတယ်။ရှေးလီစီမှာဘောလုံးနဲ့ပတ်သက်ရင်ထူးခြားတဲ့အရေးသွေးကောင်းအချို့ရှိနေတယ်လို့သူတို့စီနီယာကစားသမားတွေကြားမှာသုံးသပ်ပြောဆိုခဲ့ကြပြီးအဲဒီနောက်မှာလည်းဒီလူငယ်ကစားသမားနဲ့ဆုံတဲ့အခါတိုင်းတိုးတက်ဖို့အတွက်ပြောဆိုတင်ပြပေးမှုတွေပြုလုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။ American Major League Club Inter Miami အသင်းဟာလာမယ့်နွေရာသီပြောင်းရွှေ့ကာလမှာ Manchester United ရဲ့ဝိုင်းရင်ကွင်းလယ်ကစားသမား Carlo Casemiro ကိုအလွတ်ပြောင်းရွှေ့ကြေးတရက်နဲ့ခေါ်ယူသွားဖို့စီစဉ်နေတယ်လို့သိရပါတယ်။ရာသီကုန်ရင် Man United ကနေစာချုပ်ကုန်လို့ထွက်ခွာတော့မဲ့ Casemiro ကလက်ရှိ2026ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မဲ့ဘရာဇီးလက်ရွေးစင်အသင်းရဲ့ခေါင်းဆောင်လည်းဖြစ်ပြီးဒီယာဒီ United မှာအကောင်းဆုံးရှေ့စွမ်းပြကစားနေတာပါ။ Inter Miami အသင်းက Casemiro အတွက်2028ခုနှစ်ကုန်တဲ့အထိရှိနေစေမဲ့နှစ်နှစ်စာချုပ်နဲ့ကမ်းလှမ်းသွားဖို့ရှိနေပြီးဘရာဇီးသားကြီးရဲ့နောက်ဆုံးဘောလုံးခီးစဉ်က American Major League ဖြစ်လာတော့မလားစောင့်ကြည့်ကြရမှာပါ။ Man United အသင်းရဲ့အသက်21နှစ်အရွယ်အကယ်ဒမီလူငယ်ကစားသမား Ethan Finlay အင်းနစ်ကလက်ရှိသူငှားတွားရောက်ကစားနေတဲ့ Fleetwood Town အသင်းမှာအကောင်းဆုံးရှေ့စွမ်းပြကစားနေပြီးဂိုးဖန်တီးမှု6ကြိမ်နဲ့သွင်းကို3ဂိုးသွင်းထားနိုင်တယ်လို့သိရပါတယ်။ Ethan Innitt ဟာ Liverpool အသင်းအကယ်ဒမီကနေ Man United အကယ်ဒမီစီ2021ခုနှစ်တုန်းကစတင်ပြောင်းရွှေ့ရောက်ရှိလာခဲ့တာပါ။2025မှာ Doncaster Rovers အသင်းစီငှားတွားရောက်ကစားခဲ့ပြီးလက်ရှိအချိန်မှာတော့ Fleetwood Town အသင်းမှာတွားရောက်ကစားနေတယ်လို့သိရပါတယ်။ ESPN ရဲ့ဖော်ပြချက်အရ Man United အသင်းတွင်ကစားသမားပြောင်းရွှေ့ကိစ္စတွေမှာ Jason Walcott ရဲ့အရေးပါမှုကပိုများလာတယ်လို့သိရပါတယ်။ Brian Mbeumo ရဲ့ပြောင်းရွှေ့မှာ Man United အသင်းဘက်က Brentford အသင်းကိုပေါင်65သန်းအထိပေးဖို့ဆန္ဒမရှိခဲ့ပေမဲ့နောက်ဆုံး
မှာတော့ Jason Welcott က United CEO Omar Barretta ကိုပြောင်းရွှေ့ခြင်းအတွက်သဘောတူအောင်ဆွဲဆောင်ပြောဆိုနိုင်ခဲ့တာပါဒီနောက်ပိုင်းမှာတော့ Jason Welcott ရဲ့ United အပေါ်တက်ရောက်မှုကပိုကြီးမားလာပြီးလာမယ့်နွေရာသီပြောင်းရွှေ့ကာလမှာလည်း Jason Welcott အနေနဲ့အသင်းအတွက်သူသတ်မှတ်ထားတဲ့ကစားသမားတစ်တွေကိုဘယ်လောက်တိုင်းတာထိရခေါ်ယူသွားနိုင်အောင်လဲဆိုတာစောင့်ကြည့်ကြရမှာပါ။ Man United အသင်းဟာပြင်သစ်ကလပ်မိုနာကိုအသင်းရဲ့လူငယ်တောင်ပံကစားသမား Magnus Aglikushi ကိုစိတ်ဝင်စားနေတဲ့ Premier League အသင်းတွေထဲမှာပါဝင်လာတယ်လို့သိရပါတယ်။လာမယ့်ရာသီတိုက်စစ်ပိုင်းအင်အားဖြည့်တင်ဖို့ရှိနေတဲ့ Man United အသင်းဟာမိုနာကိုအသင်းရဲ့ဒီလူငယ်ကျယ်ဝန်း Aglikushi အတွက်ပေါင်တန်း60လောက်နဲ့ကမ်းလှမ်းသွားနိုင်ခြေရှိတယ်လို့သတင်းတွေကဖော်ပြကြပါတယ်။အသက်22နှစ်အရွယ်ရှိပြီဖြစ်တဲ့ပြင်သစ်လူငယ်ကစားသမားကတိုက်စစ်တောင်ပံနေရာမှာရေသွင်းမြင့်ကစားနိုင်သူတယောက်ဖြစ်ပြီးအသင်းကြီးတော်တော်များများရဲ့ခေါ်ယူဖို့စိတ်ဝင်စားစောင့်ကြည့်ခြင်းကိုခံရသူလည်းဖြစ်ပါတယ်။ Manchester United အသင်းကဂျာမန်ကလပ် RB Leipzig ရဲ့ဘယ်ချီတန်စင်တာဘက်ကစားသမားဖြစ်တဲ့ Castello Lukapa ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။အသက်21နှစ်အရွယ်ရှိပြီဖြစ်တဲ့ Castello Lukapa ကခန်းသစ်ရေသွင်းမြင့်မားရုံမကပဲ ball playing ပိုင်းမှာပါထူးချွန်သူဖြစ်တာကြောင့်ဒီနေ့ခေတ်ရဲ့အသုံးများတဲ့ modern center back တူဖြစ်သတ်မှတ်ခံထားရတာလည်းဖြစ်ပါတယ်။လက်ရှိအခြေအနေကတော့ Lukapa နဲ့ RB Leipzig အသင်းတို့ချုပ်ဆိုထားတဲ့စာချုပ်ပါ release clause အရပြောင်းရွှေ့ခြင်းယူရိုတန်း80အထိရှိနေပေမဲ့သူ့ကိုခေါ်ယူမဲ့အသင်းတွေဘက်ကတော့ယူရို58တန်းဝန်းကျင်နဲ့ခေါ်ယူနိုင်လိမ့်မယ်လို့ယူဆထားကြကြောင်းသိရပါတယ်။